Manchester United ပရိသတ်တွေအားလုံးသိကြတဲ့ Glory Glory Man United ဆိုတဲ့တခြင်းရဲ့စာသားတွေကအသင်းအတွက်ဆိုပေမဲ့တန်စင်ကတော့ကိုပိုင်တန်စင်မဟုတ်ပါဘူးဒီတခြင်းကဘယ်ကနေပေါ်ပေါက်လာလဲဆိုတာအဆုံးထိကြည့်ကြရအောင်ပါ1859ခုနှစ်မှာအမေရိကန်နိုင်ငံတောင်ပိုင်းမှာလူချင်းကျွန်းပြုတဲ့စနစ်တွေထွန်းကားခဲ့ပါတယ်။ဒီကျွန်းစနစ်တွေကိုစန့်ကျင်တဲ့ John Brown ဆိုတဲ့ပုဂ္ဂိုလ်ကအမေရိကန်အစိုးရရဲ့လက်နက်ကိုတောင်ကိုသိမ်းယူပြီးကျွန်းတွေကိုလက်နက်တပ်ဆင်ပြီးတော့တော်လှန်ဖို့လှုံ့ဆော်ခဲ့ပါတယ်။ဒါပေမဲ့လည်းမအောင်မြင်ဘဲနဲ့နောက်ဆုံးမှာကွက်မြတ်ခံလိုက်ရပါတယ်။ပြည်တွင်းစစ်ဖြစ်တဲ့အခါမှာသူ့ရဲ့လုပ်ရက်ကိုထောက်ခံတဲ့မြောက်ပိုင်းကစစ်သားတွေကJohn Brown's Body ဆိုတဲ့တခြင်းကိုရေးဆက်ပြီးသူ့ကိုဂုဏ်ပြုဖို့နဲ့စစ်သားတွေစိတ်အားတက်ကြွဖို့တည်ဆိုခဲ့ကြပါတယ်။ဒီဆရာကတော့တိတိကျကျဖော်ပြထားခြင်းမရှိဘူး John Brown's body lies a mouldering in the grave, but his soul goes marching on. တခြင်းရဲ့အသေးပဲကသူသေးသွားပြီမဲ့သူ့ရဲ့စိတ်ဓာတ်တွေကတော့ဆက်လက်ချီတက်နေတုံကြံနေတုံပဲလို့အသေးပဲရပါတယ်။1862ခုနှစ်မှာ Julia Ward Ho ဟာ John Brown's Body ရဲ့တန်စင်ကိုအသုံးပြုပြီး The Battle Hymn of the Republic ကိုရေးသားခဲ့ပါတယ်။ဒီသချင်းကိုဒုတိယကမ္ဘာစစ်အတွင်းမှာ American စစ်သားတွေကလည်းစစ်ချီတေးအနည်းနဲ့အသုံးပြုခဲ့ကြပြီးစိတ်အားတက်ကြွဖို့နဲ့စစ်သွေးစစ်မှန်တက်ကြွဖို့လိုဘက်တဲ့နေရာတွေမှာတည်ဆိုခဲ့ကြပါတယ်။သချင်းရဲ့အဓိပ္ပာယ်ကအမှန်တရားအတွက်တိုက်ခိုက်နေတာဖြစ်လို့ဖျားသခင်ကလည်းအမြဲရှိနေမယ်လို့အဓိပ္ပာယ်ရပါတယ်။ဒီစစ်သချင်းကိုတော့အခုအချင်းထိအသုံးပြုနေစေဖြစ်ပါတယ် He hath loosed the fateful lightning of his terrible swift sword. His truth is marching on. Glory, glory, hallelujah. Glory, glory, hallelujah. Glory, glory, hallelujah. His truth is marching on. 1980ခုနှစ်ခန့်မှာ Manchester United fans တွေကဒီထန်စင်ကိုမဲ Football Anthem အနေနဲ့စာသားတွေထည့်ပြီးတီးဆိုကြရကနေ Glory Glory Man United တခြင်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်တခြင်းတွေအားလုံးရဲ့ရည်ရွယ်ချက်တွေကတော့စိတ်သက်တက်ကြွဖို့အားပေးတဲ့တခြင်းတွေဖြစ်နေတာပဲဖြစ်ပါတယ်